စားပြီးရင်လက်မလွတ်နိုင်တဲ့အရသာထူးထူးစားရှင်စရာမြင့်ရခိုင်ရှက်ဒီနေ့တခါလေးစားရှင်သွားမယ်နော်အရင်ဆုံးမြင့်လေးတွေကိုကျွန်မပါလေးတွေတင်ထားလိုက်ပါတယ်ပြီးလို့ရှိရင်တော့ပြုတ်ထားလိုက်ပါတယ်ပါလေးတွေတင်ထားတော့ပြုတ်ရတဲ့အခါလဲအဆင်ပြေတယ်ရှက်ရတဲ့အခါလဲအဆင်ပြေပေါ့နော်အဲ့တော့ကျွန်မပါလေးတွေအရင်တင်လိုက်တယ်တင်ပြီးတော့မှပဲကျွန်မပြုတ်လိုက်ပါတယ်ပြုတ်လိုက်တော့သူ့မှာပါတဲ့အရှင်လေးတွေလဲထွက်သွားတော့အဆင်ပြေတယ်ပေါ့နော်ရှက်တဲ့အခါမြစ်ကဆွေစုံရပေါ့နော်တငင်းလေးနဲ့ရှက်မလားပသားနဲ့ရှက်မလားရှိမောက်ပစွန်ကျော်လေးနဲ့ရှက်မလားအကုန်လုံးနဲ့အဆင်ပြေတဲ့ဟင်းတစ်မျိုးပေါ့နော်ဒါကျွန်မပြုတ်ပြီးသားလေးတွေပါပြုတ်ပြီးသားလေးတွေကိုထည့်လိုက်မယ်မြင့်ချက်လို့ရှိရင်ရေကတော့များများလေးထည့်လေးကောင်းလေးပေါ့နော်ရေများများထည့်ပါမယ်ပြီးရခိုင်ဟင်းရဲ့ဒါရိုက်တာဖြစ်တဲ့ငပိကိုထည့်ပါမယ်ငရုတ်သီးအစိမ်းလေးနဲ့စားရှင်တော့ငရုတ်သီးအစိမ်းနဲ့ရှင်းထားလေးတွေကိုထည့်ပါမယ်မင်းသားနဲ့မင်းသမီးဖြစ်တဲ့ဟင်းရှုံမုံနဲ့စားလေးတွေကိုထည့်ပါမယ်စီရကြတော့မြင့်ချက်တဲ့အခါများများလေးထည့်လေးကောင်းလေးပေါ့နော်မနေ့ပြန်ဘာဟင်းရှက်ရမှလည်းမသိဘူးဆိုလို့ရှိရင်တော့ကျမတို့မြေရခိုင်ရှက်လေးဒီနေ့လိုက်တဲ့အတိုင်းရှက်ကြည့်နော်အရသာထူးထူးမြေရခိုင်ရှက်ကတော့ပြီးပါပြီရှင်ဒါကိုအပေါ်ကနေပင်စိမ်းလေးအုပ်ပေးလိုက်ရင်တော့ရန်ကိုမှဆွဲဆောင်မှုရှိလာတဲ့မြေရခိုင်ရှက်လေးရပါပြီ